stop ပေးချင်ဘာဖြစ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးလေးခါမှာပေါ့နော်ကျွန်တော်ကအတင်းတော့မှာဝိရင်ရှိရပြီးစီမှုလုံးလေးခါမှာအဲ့ဒီအတင်းတော့မှာဘသူပဲလာဘသူပဲတရားလာဟောဘသူပဲတိလာခဲ့အဲ့ဒီအတင်းတော့မှာမင်းအော်ရကောင်းလေဆိုတော့အရာခဏနဲ့ပေါ့နော်အပင်ဆိုင်လေးပေါ့သွားရတာပဲဒါဆိုဒီနေ့ကျွန်တော်ဒီကနေ့ဘာဖြစ်ချင်လဲဆိုတော့ဒီနေ့အတင်းတော့မှာရှိတဲ့လူတွေပေါ့နော်တရားစုဆုံးပဲပေါ့အရာအရေးကြီးတယ်ပါလားကျွန်တော်တို့ခရီးသွားတဲ့ခါမှာတချို့အတင်းတော်တွေစတော့လေနော်အရန်ဆုတောင်းပြီးအရန်အားတန်နေလို့ဘသူပဲတရားဟောပေါ့နော်ဘသူပဲတရားလာဟောသူကအရန်ပဲပေါ့နော်ဒီနှုတ်ထမှုတွေရှိတယ်တခါတော့လူတွေပြောတာကြက်ဖူးတယ်ပေါ့နော်အတင်းတော်တစ်ခုမှတဲ့အဲ့ဒီဆရာတယောက်ကအမို့တော့တယောက်ကမပြောင်းလဲသေးဘူးတဲ့ဒါပေမဲ့အဲ့အတင်းတော်တွေကအရန်ဆုအားတိုင်နေတဲ့သူ့ကိုအတုံးမပေါ့နော်အဲ့ဒီလူကခရုဆဲလေးမလုပ်ဘူးတဲ့သူကဒါပေမဲ့အတင်းတော်ကနေပြီးမှဆုသုံးပေးပြီးမှသူ့ကိုခရုဆဲလုပ်ခိုင်းတာသူများမပြောင်းလဲပေးနဲ့သူပြောင်းလဲသွားတယ်လို့ပြောချင်တယ်ဗလဲဆိုတော့ကျွန်တော်ကဆုသုံးချင်းကအရန်ကြီးချင်တယ်ပဲကျွန်တော်ကဒါဆိုကျွန်တော်ကမေအော်ရကောင်းတဲ့နေရာမှာတော့ဘာပဲဆိုင်ပေါက်ဖို့ရလို့တာပါတယ်ဒါဆိုဒီမှာရှင်းလူတွေပေါ့နော်ကျွန်တော်လုံးဝမပေါ်ချက်ပါနဲ့ကျွန်တော်အတင်းတော်မှာစုသုံးချင်းကိုပဲတော့မှအတင်းတော်မှာလာတဲ့ခါမှာလည်းစုသုံးချင်းနဲ့လာကြပါကျွန်တော်ပါပဲလို့စုသုံးချင်းနဲ့ကျွန်တော်ကလောက်တယ်ဆိုတော့ဖယားတကယ်ကအော်မချစ်ပြတာလည်းပါတခါတော့လူတယောက်ကအရန်ချော့တဲ့သမီးတယောက်ရှိတယ်အဲ့ဒါနဲ့သူ့သမီးကိုလူတွေကယူချင်ကြတယ်အဲ့ဒါနဲ့တရေချဲတော့ဘာဖြစ်တယ်လဲဆိုတော့အဲ့ဒီလူကပြောတယ်ကျွန်တော်သမီးကိုယူချင်တဲ့လူကျွန်တော်အိမ်မှာလာကြပါဆွေမသူကဖြစ်တယ်အဲ့ဒီဖြစ်တော့သူ့မှာအဝင်ကသူ့အင်ကိုဝင်ဖူးရတဲ့တကားက3ခုလောက်တယ်တကားတစ်ခုကတော့အဲ့ဒီအပေါ်ကလည်းတက်ပြီးတော့အိမ်ထဲဝင်ရတယ်အဲ့ဒီမှာတော့စာရေးထားတယ်ကဲကျွန်တော်ကအမိဆုံးဖြစ်တယ်ကျွန်တော်ကအမိဆုံးဖြစ်တယ်ကျွန်တော်ကပြီးဆုံးတယ်လို့ကျွန်တော်ကအမိဆုံးဖြစ်တယ်ကျွန်တော်ကအမိဆုံးဆွဲချင်မှာကဲမကဆန်ဘီကဲမစုကတိမီစီဆိုတဲ့လူကအဲ့ဒီတကားကနေအိမ်ထဲဝင်ရတယ်နောက်တကားကျတော့ကျွန်တော်ကအတော်ဆုံးအသက်ဆုံးကျွန်တော်ကပြီးဆုံးတယ်ဆိုတဲ့လူကနောက်တကားတစ်ခုကနေဝင်တဲ့နေရာပြန်ရှိတယ်အဲ့ဒီတကားတစ်ခုစလုံးကတော့တက်ပြီးတော့အိမ်ထဲဝင်ရတယ်အဲ့ဒီချန်ကိုတက်ပြီးမှဝင်ရတယ်အဲ့ဒီတကားတစ်ခုကျတော့အောက်ကနေပေါ့နော်အဲ့လိုကောင်းပြီးတော့လည်းဝင်လို့မရဘူးအဲ့ဒီကောင်းပြီးတော့အဲ့ဒီလူခန္ဓာကိုယ်ဆက်လို့ယုံလေးပဲအဲ့ဒီမှာဆာလို့ရတယ်တော့ကျွန်တော်ကတော့ဘာမှမဟုတ်ပါဘူးဆိုရကိုရှိပြီးတော့အဲ့ဒါနဲ့အဲ့ဒီကျွန်တော်အသမီးကိုယူတဲ့လူတွေကအဲ့ဒီတကား3နေရာကနေဝင်ရမယ်ဆိုတော့လူ3ကသူ့သမီးကိုချိန်တယ်ဆိုတော့နောက်တစ်ယောက်ကသွားကြည့်တယ်ချိန်ခါတော့အပေါက်က3ခုရှိတယ်နှစ်ခုကျတော့အပေါ်ကနေတရားမြချင်ကန်တရားမြအဲ့ဒီမှာကျတော့တနေရာကျတော့ကျွန်တော်ကအမိဆုံးဖြစ်တယ်ကျွန်တော်ကပြစ်ဆုံးတယ်အဲ့ကနေလူတွေကဟုတ်ပြီလို့သူတို့ကမကြိုက်မှာကိုဆိုလို့ကျွန်တော်ကအမိဆုံးဖြစ်ပါတယ်ပြစ်ဆုံးတယ်ဘာဖြစ်ဖြစ်ဆိုမှအဲ့ကနေသွားတဲလိုက်တယ်တဲတဲ့ခါကျတော့ကဲဘယ်ကနေလာလဲလို့ပြောခါမှာကျွန်တော်အမိဆုံးကျွန်တော်ကပြစ်ဆုံးဆုံးရတာနဲ့သူ့အဖေကအဲ့မှာထိုင်ခိုင်းတဲ့ချမ်းမှာနောက်တစ်ယောက်လာတဲ့ခါကျတော့ကျွန်တော်ကအသက်ဆုံးအတော်ဆုံးဒါပြီးကျွန်တော်ကပြစ်ဆုံးတယ်ဆိုအဲ့ဒီညပြန်တွေ့တယ်အဲ့ဒီချန်ကနေပြန်သွားတယ်ပြသွားတယ်အဲ့ဒါနဲ့နင်းသမီးကိုတောင်းခုလာတယ်ပြောတယ်ဟောဖက်မှာထိုင်အောင်တဲ့နောက်တစ်ယောက်ကျတော့စာကိုကြည့်တယ်ကျွန်တော်အမိဆုံးကျွန်တော်ကပြစ်ဆုံးတယ်ဆိုတဲ့တကားကကြည့်တာဒါမဖြစ်ဘူးတဲ့နောက်တကားကိုပြန်ကြည့်တယ်ကျွန်တော်ကအတော်ဆုံးအသက်ဆုံးကျွန်တော်ကပြစ်ဆုံးတယ်အဲ့မှာပြန်ကြည့်တယ်မတော်ဘူးအဲ့ဒါနဲ့နောက်တကားကြည့်တဲ့ခါကျတော့အဲ့တကားမှာကျတော့ကျွန်တော်ကဘာမှမဟုတ်ဘူးကျွန်တော်က
အမြဲတမ်းဆရာလူတဲ့ဆိုတဲ့နေရာကိုသူကတော့တဲ့ခါမှာဟုတ်ပြီတဲ့အဲ့ဒီနေရာမှာကဒီလိုကုန်းပြတော့လို့မရဘူးအဲ့ဒီမွေလူပဲအဲ့ဒီမြေကြီးပေါ်မှာပဲအဲ့လိုဝဲပြီးမှအဲ့လိုသွားရတယ်သွားပြီးတော့အထက်ဝင်တယ်အဲ့ဒါနဲ့နင်းတမင်းကိုလာတော့ဖူးလာတယ်လို့ပြောတယ်အဲ့ဒါနဲ့သူ့အဖေကအဲ့ဒီကျွန်တော်ကဘာမှမဟုတ်ဘူးကျွန်တော်ကအမေတတိဖူးလူအပ်တယ်ဆိုတဲ့လူကိုသူ့တမီးကိုပေးလိုက်တယ်ဘာပြောတယ်လဲဆိုတော့ကျွန်တော်အင်ကိုဝင်လာပြီးဆိုရင်ကျွန်တော်ဘာမှမဟုတ်ဘူးကျွန်တော်တို့ကြိုက်တယ်လူပဲနေတဲ့လူပဲကျွန်တော်ကြိုက်တယ်ဆိုမှအဲ့ဒီထေကပြောရပါတယ်အဲ့ဒါကျွန်တော်အသက်ဆုံးအတော်ဆုံးကျွန်တော်အမိဆုံးကျွန်တော်ပြစ်ဆုံးပြီးသားဆိုအတိတော့အရာတွေကိုမတည်တော့တဲ့နေရာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်ဒီလေအဲ့ဒီသူ့တမီးကိုကျွန်တော်ဘာမဟုတ်ဘူးကျွန်တော်ကတော့အများကြီးသိဆရာပြည့်တဲ့ဆိုတာကိုသူပြလာပြပါတယ်အိန္ဒိယထမှာဟောတနေ့ကကျွန်တော်စာဖတ်တယ်ဘယ်လိုကြီးတယ်လဲဆိုတော့ကဘာမှာပညာဘွဲအများဆုံးသူကဘာတူလဲဆိုတော့သူ့နာမည်ကြတော့အိန္ဒိယကလူဖြစ်ပါတယ်သူ့နာမည်ဘာတူလဲဆိုတော့အဲ့ဒီမှာကျွန်တော်ချီအောင်သူ့နာမည်ကတော့အဲ့ဒီမှာကြည့်မယ်ဆိုရင်တော့သူကဘွဲဘလောက်ရတယ်လဲဆိုတော့ဘွဲဖုံအားလုံးက150ရတယ်လို့အဲ့ဒီအိန္ဒိယကအဲ့ဒီသူတို့ဟွာလာအဲ့ဒီလူကဘာပြောတယ်လဲဆိုတော့သူကဘာဖြစ်လို့အဲ့လိုထင်နေရဘွဲယူတယ်လေလို့သူ့ကိုမဲတဲ့ခါကျတော့သူကဘာပြောဆိုတော့ကျွန်တော်ကားတဲ့အတိတော့အရာကိုအမေတန်သူကသိချင်တယ်လို့သူကပြောတယ်အဲ့ဒီနေရာကလည်းကျွန်တော်ဘာတင်ပေးတယ်လဲဆိုတော့ဒီလောကမှာဘလောက်ပဲကျွန်တော်ကကျူးစားလူတယောက်ကအကုန်တည်တယ်ဆိုတာမရှိတာအဲ့ဒါဆိုဒီနဲ့သူကဆရာကမျက်စိအကြောင်းမသိဘူးမျက်စိဆရာကလည်းသူကအကြောင်းမသိတဲ့လူတော့ထားတယ်များရှိပါတယ်အဲ့ဒါဆိုဒီနဲ့ကျွန်တော်ဒီမှာကြည့်မယ်ဆိုတော့သူ့နာမည်ကျတော့အိန္ဒိယပေါ့နော်VN Parthiban လို့ခေါ်တယ်သူ့နာမည်ကတော့သူကဘွေပုံအားလုံးပေါ့နော်ဒီဂရီတော်ကောင်းဆက်စကအားလုံးက150ဒီဂရီသူကဆက်စကရတယ်သူကဘာမှာဒီဂရီနဲ့ဆက်စကအများဆုံးပဲဒီလောကမှာမွေးတစ်ခုယူဖို့တော့မအရင်ခဲ့တယ်တုံးနေလဲနေတရတယ်သူကအဲ့ဒီရဖို့ကိုတဲ့နေပုံ30ကြော်ပဲသူကမဲတဲ့ဘွေးတစ်ခုပဲရလဲပြင်တင်းတယ်အလုံးနေပဲသူလုပ်တာပြောချင်တာပါလဲစတော်ဒီနဲ့သူကပြောတဲ့စကားတစ်ခုမှာဘာဖြစ်လို့အဲ့လိုထီနေကဒီဂရီကိုယူလိုက်ပဲသူကတဲ့အတိတော့အရာကိုအမေတန်သိချင်တယ်လို့ပြောတယ်ဒီနေ့ဒီလောကမှာဘလို့ပဲပညာရှာလူတယောက်ကအကုန်သိတယ်ဆိုတာမရှိပါဘူးအဲ့ဒီလူကပေါ်စီတာကတော့အော်လူတွေကအမေတင်ရင်တုံမှဒီလောကမှာတင်လို့မကုန်ဘူးဆိုတာပေါ်စီတာဖြစ်ပါတယ်ဒါဆိုရင်လည်းကျွန်တော်ဟောချင်တဲ့တော့ကပတော်ရဲ့ခေါင်းစဉ်ကတော့ Who is greatest ဘသူကအကြီးဆုံးတယ်လဲအဟောဒအငန်ဒီဆိုတာဖြစ်ပါတယ်တော့ကတော့ဖျက်အောင်ရှိမတဲ့ခရစ်ဝင်စေရှိအခိုင်ရဲ့တိကနဲ့ငါที่ကျွန်တော်ပြောဖြစ်ပါတယ်မထိုင်အငန်လေရက်အမေပခတ်အင်းပကတိယံခရဲလိုက်ထူအခါတပဲ့တော်တို့ဒီချိကဲ့ရွယ်ကောင်းကင်နိုင်ငံတော်၌အဘေသူဒီတာရွယ်ကြီးမြင့်ပါအောင်နီဟုမဲလျှောက်ကြတော့သူငယ်တယောက်ကိုခေါ်တော်မူ၍တပဲ့တော်တို့အလေ၌ထားပြီးမှဒါအမိုင်စူဒီကတင်တို့ဒီပြောင်းလဲရွယ်သူငယ်ကဲ့သို့မဖြစ်လေကောင်းကင်နိုင်ငံသို့မရောက်ရကြသူကြောင့်အချင်းသူဒီဤသူငယ်ကဲ့သို့မိမိကိုမိမိနှိချက်အပ်သူသူဒီကောင်းကင်နိုင်ငံ၌တာရွယ်ကြီးမြင့်လိမ့်မယ်ငါအချင်းသူဒီငါမျက်နာကိုထောက်ရွယ်ဤကဲ့သို့သောသူငယ်တဆုံတယောက်ကို
လက်ခိုင်၏သူသူဒီငါကိုပင်လက်ခိုင်၏ဖတ်တော်ကျစာအဖြစ်အလုံးဟန်ကိုကြည့်ပါစေအခုကျွန်တော်ဖတ်ရကအသက်ရှင်သောတစ်ခေါက်ဖြစ်ပါတယ်ဒီနေ့ဒီနေရာကလည်းကျွန်တော်အခုစတဲ့ချင်ရတော့ဘသူကအကြီးမြတ်ဆုံးလဲဆိုတဲ့ဟာဖြစ်ပါတယ်ကျွန်တော်မဲ့ချင်ပါတယ်အခုလည်းဖတ်ရအကြီးမြတ်ကျွန်တော်ရှီမသိကရှိတာဖြစ်ပါတယ်အဲ့ဒါက AD 60နဲ့65အကြားလုံးမှာသူကြီးထားတာဖြစ်ပါတယ်အဲ့ဒီမှာကြည့်မယ်ဆိုတော့ဒီရှိတဲ့ဘဲတော်က7ယောက်ရှိတယ်သူတို့ကအဲ့ဒီကလည်းလီကနေပြီးမှခါပင်တော်မှာသွားတဲ့ခါမှာသူတို့လိုက်ပါငင်းကြတယ်သူတို့ကဘသူကကောင်းကင်နိုင်ငံမှာအကြီးဆုံးဖြစ်မလဲဆိုတော့သူတို့ငင်းကြတယ်သူတို့ကအဲ့ဒီငင်းတဲ့ဟာကသူတို့နောက်ဆုံးမှာသူတို့ကယေရှုစီမလာမြဲတာသူတို့ကဘာဖြစ်လို့ဆိုတော့ယေရှုကသူတို့ကတယောက်ငင်းကြပြီးကောင်းကင်နိုင်ငံမှာဘသူကအကြီးဆုံးဖြစ်မလဲလို့ကဲသူလည်းပဲခဖျားခင်နှုတ်လိုက်တွေဖြစ်ကြတယ်ဒါကြောင့်ဒါကအဲ့ဒီကောင်းကင်နိုင်ငံမှာအဲ့ဒီ7ယောက်ကြားထဲမှာတော့လည်းကောင်းတော့မဟုတ်တကယ်ပြောမယ်ဆိုရင်တော့အဲ့ဒီသူတို့အကြားထဲမှာနော်သူတို့ဖျားခင်ပေးတဲ့ကိမတူဘူးလေတချို့တော့ evangelistic ရှိတယ်တချို့တော့တီချေပေါ့နော်လူဖျားကပေးတဲ့ကိတွေမတူကြဘူးအဲ့ဒီတပည့်7ယောက်မှာလေသူတို့ရဲ့ဖျားခင်ပေးတဲ့ဝတ္တနာလေးတွေသူတို့ရဲ့ဆုလက်ဆုလက်ကမတူဘူးအဲ့ဒါကြောင့်သူတို့မှာအဲ့ဒီကောင်းကင်နိုင်ငံမှာကဘသူကအချီဆုံးဖြစ်မလဲဆိုတာကသူမေးကြတယ်ဒီလောကမှာအဲ့ဒီမဲတဲ့ခါမှာလူတွေရဲ့အမင်နဲ့ဖျားဖြစ်တဲ့ကပြောင်းပြသွားတယ်အဲ့ဒီဟာကိုကျွန်တော်တပည့်တော်တွေကယေရှုကိုမဲတဲ့ခါမှာကျွန်တော်ခရီးတဲ့တယောက်ကအဖူးတယောက်ကိုမဲတဲ့ဟာကိုကျွန်တော်စထဲမှာလာတယ်။ဘာလဲဆိုတော့အားလုံးဒီပါချက်ဖူးတဲ့ဘယ်လိုယုံကြည်ပါလဲ။တခါတော့တဲ့လူတယောက်ကအသက်ကြီးပြီပေါ့နော်။သူကအသေးတော့ဖော်ပြထားဘူး။သူကတရက်ပြီးဆိုင်နေတဲ့ခရီးတဲ့လူငယ်တယောက်ကသွားကြည့်တဲ့ခါမှာအိုင်အော်မိတယ်။အဖွားဘာဖြစ်လို့တရက်ပြီးဆိုင်တာလဲ။တင်ကအဲ့ဒီတရက်ပြီးတရက်တီးလာတဲ့ခါမှာတင်ကရှိတော့မှာမဟုတ်ပါဘူး။နင်အသက်ရန်ကြည့်ပြီလို့ပြောတဲ့ခါမှာ तू ကလူငယ်တယောက်ရဲ့အထင်မှာကျတော့အဲ့ဒီကူဆိုင်ရအကူပဲစားရမယ်။အဲ့ဒါကူအတွေ့ပဲသူ့မှာသူ့ရဲ့ပေါ့နော်လောက်တဲ့အရာတွေအလုံးကကူမစားရရင်ဘာမှလုပ်ဆံမလို့ဘူး။ကူစားဖို့ပဲလုပ်ရမယ်။နည်းနည်းတကူဝဆန်တာပေါ့။ပြောချင်တာက तू မဲနီကအဲ့ဒါကတင်မစားပဲနဲ့ဘာလို့တင်စားမဲမဟုတ်တဲ့ဟာကိုဘာလို့ဆိုင်တာလဲ။မဲတဲ့ခါမှာတော့ဒါနဲ့အဲ့ဒီအဖူးကြီးကပြင်တဲ့အဖြေကတော့ပြောင်းမယ်ဖြစ်သွားတယ်ဘယ်လိုလဲဆိုတော့ဒါကျွန်တော်အဲ့ဒီတရေပင်အခုစားတဲ့တရေပင်တွေတရေတီးတွေကတဲ့ကျွန်တော်စိုက်ခဲ့ရမဟုတ်ဘူးတဲ့သူများစိုက်တဲ့ကိုကျွန်တော်စားတာဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်အခုကျွန်တော်စိုက်တဲ့တရေပင်ကတဲ့ကျွန်တော်စားဖို့မဟုတ်ဘဲနဲ့နှုံလာမဲ့လူတွေကျွန်တော်စိုက်တယ်ဆိုတော့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကူမုံနမတွေလည်းပဲဒီနေ့ကျွန်တော်ကဖျားကျုံလာနိုင်တာဖျားဖက်ကိုလာနိုင်တာကအများဖြစ်ကုရဲ့အဖေမေတွေကြောင်းလာဆရာဆရာမတွေကြောင်းလာကုရဲ့ပါဝင်ကျကြောင်းလာသူများကနောက်ကပတ်တော်ကိုကျွန်တော်ကိုကျွေးလို့ကျွန်တော်တို့လည်းအခုသူများကိုပဲကျွေးတာဖြစ်ပါတယ်ဒါအကြောင်းဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့လူတွေအဲ့ဒီမှာယေရှုတဲ့လူပဲတပည့်တော်တွေကသူတို့ရဲ့နားလည်မှုကယာတိနဲ့ကဲမတူပူကြီးမလဲလို့မဲတဲ့ခါမှာသူတို့ရဲ့ထင်တာနဲ့သူတို့ကျတော့ထင်တာသူတို့လူတွေနဲ့ထင်မှာပေါ့ကဲမိတို့ချက်ထဲမှာသူကြတော့အာပူရှိတယ်ဆိုတော့အဲ့ဒါပူလုံးနိုင်တယ်အမျိုးချင်းနေတယ်ပေါ့ဒီလောကမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တမန်တော်တွေဆိုရင်တော့သူတို့ပတ်စံရှိတယ်သူတို့မှာချောတော့ပညာလည်းရှိတယ်ဘလို့ပဲပညာရှိသူမှာဖတ်ဆန်တွေမရှိဘူးလုံးဝမရှိဘူးဆိုရင်လည်းမလွယ်ဘူးဒါဆိုရင်ဒီလောကမှာတမရလုံးနိုင်တဲ့လူတွေဒီလောကမှာနာမည်ကျော်တဲ့လူတွေကသူတို့ကဖတ်ဆန်မရှိတဲ့ခုတော့ရှိတယ်လို့ကဒါမဲ့ဖယားသခင်တိုက်ခဲ့တဲ့အရာကတမျိုးပဲတာလေကအဲ့ဒီမှာယေရှုကပြောတဲ့ဆိုတော့ကြည့်ရအောင်ကောင်းကင်ရဲ့နိုင်ငံတော်ကအဲ့ဒီကျွန်တော်တို့ရဲ့နိုင်ငံတော်နဲ့နိုင်ငံနဲ့ပြောင်းပြန်ကြည့်ပါပြောင်းပြန်ကြည့်တယ်ကောင်းကင်နိုင်ငံကကျွန်တော်ကဟောအမိနဲ့ဝေဖို့ပဲနဲ့ကျွန်တော်အောက်ကနေဝေဖို့ပါတာလေကအဲ့ဒါကြောင့်အဲ့ဒီလူတယောက်က
tu tamiku jure lugaro te lo le unte un lebe tamiku papebu di auko elo webi ma elo to ma be tu pe deပြောချင်တာပါလဲဆိုတော့ကောင်းကင်နိုင်ငံလေထူနည်းတူတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့မာနတွေဒါပြီးကျွန်တော်တို့ရဲ့ယာထူတွေကဝိစီမှာမဟုတ်ပါဘူးအဲ့ဒီမှာကြည့်မယ်ဆိုရင်တော့ရှင်မသက်ခန်းတစ်ချက်ရှိတိကားတဲ့ငါကြည့်မယ်ဆိုရင်တော့ကောင်းကင်နိုင်ငံက opposite ပြောင်းပြန်ဖြစ်တယ်ထူအခါတပဲတော်တို့ဒီချိကရွယ်ကောင်းကင်နိုင်ငံတော်၌အဘေသူဒီတာရွယ်ကြီးမြတ်ပါဟုနီဟုမဲလျှော့ကြတော့သူငယ်တယောက်ကိုခေါ်တော်မူ၍တပည့်တော်တို့အလယ်၌ထားပြီးမှတဲ့အဲ့ဒီမှာကျွန်တော်တို့ကြည့်ပထမကြည့်ရအောင်တပည့်တော်တွေကဘသူကအကြီးဆုံးလဲလို့သူကမေးတယ်ဒါပေမဲ့ယေရှုကကြတော့အဲ့ဒီဥပမာယူတဲ့ခါမှာသူတို့ခဲမှာတကယ်အသက်ဆုံးအတော်ဆုံးလူတွေကိုလက်ညှိုးမထွေးနဲ့ကလေးတွေကိုသူကလက်ညှိုးထွေးပြီးတော့ကလေးတွေကိုသူကကြမ်းမလာထားတယ်သူကအဲ့ဒီမှာလာထားပြီးတော့အဲ့ဒီမှာယေရှုကပြောတယ်အဲ့ဒီသူငယ်တယောက်ကိုခေါ်တော်မူပြီးမှတဲ့တပည့်တော်တို့အားအလေးထားတော်မူပြီးတဲ့ကလေးကိုထားတယ်အဲ့ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်လူတွေရဲ့အရှိမလူတွေအရှိမကြည့်မြဲလို့ထင်တာကတော့ယာထူးရှိတဲ့လူပညာတတ်တဲ့လူတော့မဟုတ်ရင်သူတို့မှာဖတ်ဆန်ရှိတဲ့လူဒါပေမဲ့ဖယားရဲ့မျက်စိမှာဝိညာဉ်ရဲ့မျက်စိမှာကျတော့အဲ့လိုမတော်တော့ဘူးသူကအဲ့ဒီဖယားသခင်ရဲ့မျက်စိမှာကျတော့ဖယားသခင်ကတော့ဘလူနဲ့တန်းတယ်လေလူကအကြည့်ဆုံးကဘလူနဲ့တန်းမှဆိုတော့သူကမိတဲ့လူအကျက်မိတဲ့မတိုင်မဲ့သူကဘလူနဲ့နိချက်တယ်လေဖယားသခင်သူ့ရဲ့ဖယားသခင်ဘလူနဲ့ဒီလောကမှာနိချက်ဆိုနေတယ်ဆိုတန်းတာဖြစ်ပါတယ်အဲ့ဒီမှာသူကလေးနဲ့နိုင်တာဖြစ်ပါတယ်အဲ့ဒီဒုမှာအဲ့ဒီမှာကလေးနဲ့ကလေးကေတုံလို့ပြောတယ်သူကသူငယ်ချက်ဒစ်လို့ခေါ်တဲ့ကလေးသူငယ်ဖြစ်တာမကောင်းပါဘူးဒါပေမဲ့ကျန်းစာကလည်းကျွန်တော်တို့ကလေးလူပေါ့နော်နှုတ်တော့တာတွေကကျွန်တော်တို့ကိုမသိပေးဘူးသူတို့ကရင်းချက်ဖို့ဒါပေမဲ့အဲ့ဒီမှာပြောချင်တာကသူတို့ကလေးအကြောင်းကိုပြောချင်တာကတော့ဗာလဲဆိုတော့ကလေးစီကလည်းတင်ရမယ့်အရာတွေအများရှိတယ်အဲ့ဒီမှာကငါအမန်စုဒီကားတဲ့တင်တို့ဒီတဲ့ပြုံးလဲရွေတဲ့ပြုံးလဲပြီးမှတဲ့သူငယ်ကဲတော့မဖြစ်လေတဲ့ကောင်းကင်နိုင်ငံတော်တော့မရောက်ရကြတဲ့ပြောချင်တာကကောင်းကင်နိုင်ငံမှာဘသူကကြီးတယ်တဲတယ်ဆိုတာတော့မဖြစ်သေးပဲနဲ့ကလေးတငယ်ကဲတော့မပြုံးလဲကောင်းကင်နိုင်ငံကိုမဝင်ဘူးဆိုတော့သူကအဲ့ဒီကောင်းကင်နိုင်ငံစာမေးပွဲဖြစ်ဖို့ကောင်းကင်နိုင်ငံ interism အဲ့ဒီကောင်းကင်နိုင်ငံဝင်ဖို့အဲ့ဒါဘောနော်အထက်မှာဝင်ပြီးတော့ဘသူကရာထုကိုကြည့်မလဲဆိုတော့ထားပါအောင်ကောင်းကင်နိုင်ငံဝင်ဖို့အတွက်တော့ကိုတမအဲ့ဒီဗာလေinterism စာမေးပွဲဖြစ်ဖို့တော့မကလေးကတော့ပြောင်းလဲမှအတားလင်းအထက်မှာဝင်လို့ရတယ်လို့သူပြောတယ်အဲ့ဒီမှာကျွန်တော်ကြည့်မယ်ဆိုတော့ပထမဆုံးကလေးတွေစီကနေပါတယ်ဆိုတော့ကလေးတွေကျတော့ trust ဘောနော် kid did not fund their own life their whole father hand dependent ကလေးတွေကလည်းအဲ့ဒီရှုကပြောတဲ့ကလေးကပါလဲဆိုတော့ပထမဆုံးကျွန်တော်တို့ကလေးတွေကတော့ပါလဲမိခုတယ်ယေရှုခက်ကလေးနဲ့ဒီခက်ကလေးကမတူတော့ဘူးအခုခက်ကလေးတွေကအဖေအမေတွေကိုဒုက္ခပေးလို့ရတယ်ပေးချင်ဘာလို့ဆိုတော့သူတို့မှာကလေးရဲ့အခွင့်ရှိတယ်ဒါပေမဲ့ယေရှုခဲမှာကလေးတွေကအခွင့်ကြီးကလေးအခွင့်ကြီးမရှိဘူးအဖေအမေပေါ်မှာပဲဘူးတော့ချင်တာကလေးကြီးကိုအစိုးရနဲ့မဆိုင်ဘူးသူအဖေမေပဲဆိုင်တယ်ကလေးကတေကြီးတော့လကောက်ချင်းတော့လကောက်အဖေမေပဲဆိုင်တယ်သူကဘာတူမှသူအရှော့ပြလို့မရဘူးအဲ့ဒါကြောင့်ဒီနေ့ကလေးတွေကယေရှုခဲမှာကလေးတွေကအရာအဖေမေတွေကိုပဲ100%အခုတယ်သူတို့စာဖူးတော့ဖူးပညာကြီးအရာအလုံးကိုအဖေမေတွေအခုတယ်ဒီနေ့ US မှာဆိုတော့အဖေမေတွေကကလေးတွေကပြင်ချတဲ့လူများရှိတယ်နော်
သူတို့ Medicaid တော်လကောင်း food stamp တော်လကောင်းကလေးထောက်ပံ့ကြေးတော်လကောင်းဘယ်စနေပါလဲဆိုတော့ယေရှုခဲမှာကလေးတွေကအဖေမေတွေကိုထောက်ပံ့တာအခုလိုမရှိဘူးအဖေမေတွေကတရားမှာတရားကလေးတွေကိုထောက်ပံ့ရအဲ့ဒါအဖေမေကထောက်ပံ့ရတယ်အဲ့ဒါကြောင့်ကလေးတွေကအဖေမေတွေကိုပဲအခုရတယ်အဲ့ဒါကြောင့်ယေရှုဖခင်ကပြောတယ်ဒီနေ့အဲ့လိုမျိုးအရာရာအလုံးအသွေးအဖေကိုအာကူတဲ့ကလေးကဲတော့ဖယားသခင်ကိုအာကူတဲ့လူမသားလေးကောင်းကင်နိုင်ငံဝင်ပြီဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မလေးကလေးကဲတော့ကလေးယေရှုခဲမှာကလေးတယောက်ကအဖေကိုအရာရာအလုံးအသွေးအဖေအမေတွေကိုအာကူတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့ယေရှုဖခင်သခင်ကိုဖခင်ကိုအရာရာအလုံးအသွေးအာကူတဲ့လူအသွေးဖခင်တော်ရှိတယ်တခါတလေကျတော့ကျွန်တော်တို့လူတွေကမေးတယ်ကျွန်တော်တို့ဒီကေဟာမှာဆိုင်ကတခါတလေတနေ့စာစဖို့ဝေလိုက်ပါလားအများကြီးဝေလိုက်ပါလားလို့အဲ့ဒါနဲ့တခါတလေကျတော့အဲ့လိုအများကြီးဝေလို့ရရင်တော့မတော်ဝေလိုက်တဲ့သူကတော့ကလေးတွေကမိတော့ဆိုင်တဲ့သုံးထားမလို့တော့ဘူးဆိုင်အရှိတယ်တုံးထားမလို့အဲ့ဒါမျိုးနဲ့ကျွန်တော်နေတဲ့စာဖို့တဲ့ဖြာစီမစတော့ရဆိုပြီးမှကျွန်တော်ကအများကြီးမတုံ့ထားဘူးပြောချင်တယ်ပါလဲဆိုတော့လူတွေကလေကောင်းကြီးအများကြီးရလာတဲ့ခါမှာဖယားသခင်စီကပေးရကိုကျွန်တော်တတ်နိုင်တယ်ဆိုတာလာတဲ့အဲ့ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မတွေဖယားသခင်ကိုကျွန်တော်ကအကျွဲ့မဲ့ကျွန်တော်အကူရအောင်ဖယားသခင်ကိုအရာရာအလုံးတွေ့ကျွန်တော်ကအကူရအောင်ဒီနေ့ဒီလောကမှာကြီးမယ်ဆိုအရန်ကျမ်းမာတဲ့လူအေးပြီးမှပြပြထားစားတယ်လူအများကြီးရှိပါတယ်ဒါကြောင့်ဒီနေ့ယေရှုဖခင်ပဲချီမာလာမယ်ဆိုကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်တို့သိတာကတော့ကျွန်တော်တို့ကဒီလောကမှာထာဝရသက်ရှင်မနေ့ဖြစ်လေတဲ့နဲ့တစ်ဖက်ကတည်နေတယ်ဒါကြောင့်ဒီလောကမှာအသက်ရှင်ကမှာအကောင်းဆုံးအသက်ရှင်ဖို့ပဲကျွန်တော်ကလောဘကြည့်ပြီးတော့မနေ့ဖြစ်တဲ့အများကြီးဆက်ပူပြီးတော့အဲ့ဒီဆက်ပူပြီးချစ်ကကျွန်တော်ကဘာမှကြည့်ရမှာမဟုတ်ဘူးနေစီနေတဲ့ဖယားကိုအာကူနေဖွင့်ချစ်ပါတယ်ဒီနေ့ဖယားခင်ကောင်းချစ်တဲ့ပဲတဲ့အင်းတွေပဲတဲ့ကားတွေပဲဖတ်စာအများကြီးပြီးတော့ဖယားသခင်အဲ့ဒီကောင်းချစ်ပဲတဲ့ဖယားကိုမဲနေရရှိဒီနေ့ကျွန်တော်တို့ဖယားမတည်တဲ့ကလေးတွေရှင်တော့အမေတွေတော့မှကဲအမေနင်ကကျွန်တော်ကိုနှုတ်လူတိုက်တယ်မဟုတ်ဘူးကျွန်တော်က formula နဲ့တက်ရှိတယ်အဖေအမေတွေတော့မှခြေဦးတော့မှမတည်တော့တဲ့ကလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့အမေက formula ပဲတိုက်ပါပဲတိုက်လုံးသူကကြည့်ဆိုတာကတော့မတည်တော့ဘူးသူကဒါကြောင့်ဒီနေ့သူလေးသူဆိုတာပဲဖယားသခင်ရှိမှကျွန်တော်တို့ကအာမကူတော့ပဲနဲ့ကျွန်တော်တတ်နိုင်တယ်ကျွန်တော်ကိုယ့်အကူပဲတက်ရှိလာတယ်ကိုယ့်ရဲ့တမိုင်းလေးကိုမမေ့ဘူးတဲ့အရင်ချက်ပါဆိုတော့ကလေးတွေလူပထမကျတော့သူတို့ကလေးတွေကတော့သူများကိုအဖေမေတွေကို 100% ဖူးတယ်အဲ့ဒါလိုပဲကျွန်တော်ခမဲတော်ဖရားကိုကျွန်တော်က 100% အာကူတဲ့လူဖြစ်ဖရားတော်ရှင်းပါတယ်လူတီးရတဲ့ကလေးတွေကတော့ status မရှိဘူး no status ကလေးတွေကအဲ့ဒီရှုခဲ့မှာအဖေမေတွေကတော့ခပေးတော့မှကလေးတွေကအဖေတွေကိုတိုင်ခုရှိတော့မှာသူတို့မှဘာမှရိုက်မရှိသူတို့မှအဖေမေတွေက100%သူတို့ကအဖေမေစကားကို100%နားထောင်ရတယ်အခုကလေးတွေကကြောက်မှခဏလေးတင်လာနေကဲနေအဖေကဒီလိုရအဖေကဒီလိုအဲ့ဒါနိုင်ဝန်ခေါ်နော်ဆိုပြီးမှကျွန်တော်တို့မြန်မာနိုင်ငံသားတွေကလေးတွေကအဖေမေတွေကိုအမေတွေကိုနိုင်ဝန်နဲ့ချင်းထောက်တယ်တော့အများကြီးရှိတင်းထဲမှာမလာလို့မရှိလို့မထင်ပါနဲ့တကယ်လည်းရှိပြီအများကြီးရှိတယ်ဖြစ်ပြီကျွန်တော်ဒီနေ့ဖ
ယားသခင်ကျွန်တော်တင်ပေးတာတော့ယေရှုထဲမှာကလေးတွေကတော့အဖေမေကို 100% သူအားကိုးတယ်အဖေမေကိုကလေးတွေနဲ့ဒုက္ခပဲဖို့တဲ့ဘာပလင်မရှိဘူးကသူတို့မှာအဖေနဲ့သူနဲ့ပြချပြတာပဲကောင်းကောကျွန်တော်တို့တမိုင်းတွေဖတ်တဲ့ခါမှာကျွန်တော်တို့ဒီလေ့လာတဲ့ခါမှာ Roman father ဘောနော်အဲ့ဒီခေတ်မှာဘောနော်အဲ့ယောမရဲ့အဖေကဘောနော်သူ့ကလေးကိုဘောနော်ဆွခွေးလေးရှိတယ်ဒါပြီးသူ့ကလေးတုံမနော်အဲ့ဒီခေတ်မှာဘောနော်သူ့ကလေးတုံမဒုက္ခပေးတယ်အသက်အန္တရာယ်ရှိတုံမသူ့ကလေးကိစ္စကိုသူများကဝင်ချော့ဖိလို့မရဘူးတကဘာလို့ဆိုတော့အဖေမေတွေပုံမှာ100%ရတယ်ကဒါကြောင့်ဒီနေ့ကျွန်တော်ကအဲ့ဒီခေတ်ကကလေးတွေကဘာမှရိုက်မရှိအဲ့ဒါဆုံးဒီနေ့ကျွန်တော်တို့ဒီမှာဖယားသားသမီးတွေကျွန်တော်မေတ္တာဆုမတလကောင်အသိတော်မှာအဖို့စီမှာကျွန်တော်ရိုက်မဟုတ်ဘူးဒါကနင်းရိုက်တဲ့ဖယားသခင်ရိုက်အရေးဖြစ်ပါတယ်လူအခွင့်အရေးကောင်းတာကောင်းတယ်ပဲဒီလောကမှာအကောင်းဆုံးအခွင့်ဖယားကြီးခွင့်ရပြီလားကနင်ကပါစေမင်းကလေးခွင့်လာမယ်ယောက်ျားခွင့်လာမယ်ကလေးခွင့်လာမယ်ကောင်းတယ်ဒါပေမဲ့အကောင်းဆုံးကတော့ဖယားတဲ့ခွင့်ရပြီလားကမင်းကလေးနဲ့ကျွန်တော်ဒီဟာလုပ်ရတယ်ကျွန်တော်ကတားနဲ့အဖေကိုဒီလုပ်ရတယ်အဲ့ဒါခွင့်ကြီးမဟုတ်ဘူးကျွန်တော်ကဖယားသခင်တားဖြစ်တယ်ဖယားသခင်တားနဲ့ဘာလို့ခွင့်ရတယ်ကြည့်ရတယ်ကျွန်တော်ကဥပဒေကပေးထားတဲ့မင်းမကယောက်ျားကကလေးတွေကဟောကဘာလို့ခွင့်ရှိတယ်ဆိုတာဖယားသခင်ကကျွန်တော်ကိုလုတ်ခွင့်ပေးတဲ့အရာကြီးကျွန်တော်ကကျွန်တော်ရဲ့အဖို့စီးတွေမှာတော့လကောင်းကျွန်တော်ယာထူးဒီဟာရှိလို့ကျွန်တော်ကဒီဟာလုတ်ခွင့်ရှိတယ်ဆိုတာဖယားသခင်ကဘာလို့ခွင့်ပေးတယ်ဆိုတာအကြီးပဲကျွန်တော်ကပါယာထူးကဘာပေးတယ်ဆိုတာကျွန်တော်ကဖယားသခင်ကကျွန်တော်ကိုဘာလို့ခွင့်ပေးတယ်ဆိုတာအကြီးပဲဒါကြောင့်ဒီတဲ့ကျွန်တော်တို့မှာကလုတ်ခွင့်ရှိတာကတော့ဖယားသခင်ကိုပဲဖြစ်ပါကျွန်တော်အဲ့မှာကြည့်မယ်ဆိုရင်အဲ့ဒီယေရှုခေတ်မှာမင်းကလေးတွေနဲ့ယောက်ျားကလေးတွေရှိတော့လေကလေးတွေနဲ့ကလေးတွေရဲ့ကျွင်းတွေအမျိုးသမီးတွေကြတော့ powerless နော်ဘာမှအင်အားမရှိတယ်လို့တမတ်တယ်အဲ့ဒါဆိုအဲ့ဒီခေတ်မှာကမင်းကလေးတွေကဒီတဲ့တိုင်းပဲပညာရှိလေနော်အခုလူမရှိဘူးအဲ့ဒါဆိုအဲ့ဒီကျွင်းတို့ကလေးတို့အဲ့ဒီမင်းကလေးတွေကြတော့ power မရှိတယ်လို့ပေါ့နော်အဲ့လိုဒီသူတို့ဒီအဖွဲစီမှာအခုလူမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်ယေရှုခေတ်မှာကလေးတွေကဘာလဲဆိုတော့A church in the culture has zero status, zero right. There is everything from God. Yesu came a colleague, two ma status name Shibu, the Roma right, but Lu a queen's level, zero bed, the Roma Shibu. The Roma Aya Aloa a paper. That's only name the Machine Niku Madi. American Yoga left out of Shiba, hallelujah. That's all. No, don't come home. ဖယားသခင်အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကဟာရိပတ်အယားအလုံးတဲ့ဖယားသခင်ကိုအခုဖို့လို့ကျွန်တော်ဒါပြီးကလေးတွေကမေခွမေးတယ် wonder ဘောနော်ကလေးတွေကမေခွမေးတယ် why ဒါပြီး believe big things are possible ကလေးတွေကိုလေနော်ကဲနေကအင်ဂျင်နီယာဖြစ်ရှင်လေငါမဖြစ်နိုင်ဘူးလို့ပြောကလေးတွေကသူတို့ကလေယုံကြည်ခြင်းမှာကလေးတွေကသူခုပြောရင်သူတို့ကကလေးတွေကယုံလွယ်တယ်သူတို့ကတနတို့လူကြီးတွေတာနော်အကောင်ပြောရင်တန်တရားရှိတယ်မာပြောတာလည်းတချို့ပြန်မရှိပြန်ဘူးဆိုတော့မိုင်းရဲ့ပြောတယ်များတန်တရားပြန်ရှိတယ်ကျန်းစာတော့တန်တရားရှိပြီးတော့ဒီလောကဟာတွေကတော့ Facebook ကတော့အကောင်လုံးယုံတယ်ဒါပေမဲ့ကျန်းစာတကယ်ခုမှမယုံပြန်ဘူးပြောချင်တယ်ပါလဲဆိုတော့ကလေးတွေကသူတို့ယုံလွယ်နေတာပြီးသူတို့ကအယရာအလုံးဖြစ်နေလို့သူတို့ကလေးတွေကလေကျွန်တော်ငယ်တဲ့ချိန်မှာတော့လည်းကောင်းကောင်းနော်ကျွန်တော်ကလေးဘဝမှာနော်ကျွန်တော်အဖေကအယရာအလုံးတတ်တယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ကဒါပေမဲ့ဒီမှာရှေ့လို့ဘယ်လိုလဲကျွန်တော်ပေါ့နော်ကျွန်တော်အဖေကပါကြည်လာတော့ကျွန်တော်အဖေကဒီဟာလူတွေဆိုတာတွေ့လာတယ်ကျွန်တော်ငယ်တဲ့ချိန်မှာအဖေကအာနစ်ခုမသိဘူးကျွန်တော်အဖေကအင်အားတုံးတယ်
လူတွေအကုန်နိုင်တယ်လို့ဆိုတော့သူဖြစ်တာတခုသူများနဲ့ဖြစ်နေပဲငါအဖေပဲမယ်အကုန်လုံးငါအဖေပဲငါအဖေပဲမယ်ငါအဖေစီမတိုင်းပြောချင်တာပါလဲဆိုတော့ဒီနေ့ကျွန်တော်တို့ကဖယားသားသမီးတွေအနေနဲ့ငါတို့ယုံကြည်တဲ့ဖယားသခင်ကအာယာရာအလုံးတက်နေတယ်ဆိုတော့အကျွေးမဲ့တန်တရားမဲ့ယုံကြည်လို့ဆိုတော့အသေးမှတော့အကြီးမှတော့ကျွန်တော်ကဖယားသခင်ကအလုံးကုန်ပေးတယ်နိုင်တယ်ကျမချီပေးနိုင်တယ်ပဲမယုံပေးနဲ့နေစီရဲ့တဲ့ကျွန်တော်လူအသက်မြတ်အရာတွေအားလုံးရှိပြီးသားလဲဖယားပေးလို့ဖူးတယ်မရှိသေးတယ်လဲဖယားကြီးပေးတယ်လို့ယုံကြည်ဖို့ကျွန်တော်ကလေးတွေကသူတို့ teachable and learn new thing ကလေးတွေကတင်ပေးလို့ရတယ်ဒါပြီးအတိတော့အရာကိုသူတို့လွယ်နေတင်တယ်သူတို့ကကလေးတွေကအဲ့ဒါကြောင့်အခုနလည်းပြောတဲ့တကဘာလုံးမှာဒီဂရီအမြဲဆုံးရတဲ့ Indian နိုင်ငံသား VN ပါတီဘန်ကဘာပြောတယ်လဲဆိုတော့သူ့မှာဒီဂရီ150ဒီဂရီနဲ့စကတဲ့ရပေမဲ့သူကဘာလို့ဆိုတော့ကျွန်တော်ကအတိတော့အရာကိုအမြဲတင်ချင်တယ်လို့ပြောတယ်သူကပြောချင်တယ်ပါလဲဆိုတော့အဲ့ဒီကလေးတွေကသူတင်ယူချင်ချင်အဲ့ကလေးတွေကဒီမှာလိုက်ခမောခီးဘောလေးကင်လိုက်လူချစ်တယ်ဆိုတော့ပေးတယ်မှာကျွန်တော်ကချင်ချက်မရှိတော့ဘူးလေကလေးဆိုတွဲတဲ့မြက်ကိုသူတို့လိုက်ကန်ချင်တယ်သူတို့ကကလေးတွေကဘာဆိုတော့ကလေးတွေကတော့သူတို့ကဘာမှဆိုသူတို့အဖေလို့တမြက်လို့ချင်တယ်အမေကသမီးချစ်လဲချက်ချင်တယ်အဖေကကားမောင်းရင်လည်းမောင်းချင်တယ်သူတို့ကကလေးတွေကဘာဆိုတော့အတိတော့အရာကိုသူတို့အမေသိချင်ကလေးတွေကဒါကြောင့်ကောင်းကင်နိုင်ငံမှာဘသူအချီဆောင်တယ်လေလို့မေးတဲ့ခါမှာဒီကလေးလို့ပြောင်းလဲပါလို့ပြောတယ်ဒီနေ့ကျွန်တော်ကလေးလေးဝိညာဉ်ကြီးရမှာဘုရားသခင်ကကျွန်တော်ကိုကလေးကတော့အမေတန်တင်ကြုံတော်သူအမေတန်ကျန်းစာနဲ့ကြည်ထော်လို့ကျွန်တော်တို့တကားပဲအော်ငါအတော်ဆောင်ဖြစ်တယ်ငါအသက်ဆောင်ဖြစ်တယ်ငါကဘာမှမလူတော့ဘူးမဟုတ်ပဲနဲ့ကျွန်တော်ကတင်စီရများရှိတယ်ကျွန်တော်မသိတဲ့အများရှိတယ်ကျွန်တော်ကဝန်ခံပြီးမှဖယားသခင်ကျွန်တော်ကိုတင်ပေးပါဆိုပါအတိတော့အရာတွေကအမေတန်တင်ဖူးလို့ကျွန်တော်ကျန်းစာတခါကဘာဦးချင်းကနေပြတဲ့ထိဖတ်တာနဲ့လွယ်လွယ်လေးနဲ့အော်မာနလာလို့ရတယ်သူများဖတ်မှမဟုတ်ဘူးအမိုးတော်ဆုံးချွေးဖတ်မှမဟုတ်ဘူးကျွန်တော်တို့ဖတ်တယ်ဒါပေမဲ့အဲ့ဒီကျန်းစာကဖတ်လေနောက်မှဆိုတော့ကျွန်တော်ကဘာမဟုတ်စတိလာဖြစ်ပါကျွန်တော်ဒါကြောင့်ဒီမှာရှိတဲ့ဒီကုမမတွေဖယားသခင်ဒါသမီးတွေကကလေးလေးလူပဲအမေအတိတော့အရာကိုတင်ချင်စေကျွန်တော်ကအရာလိုပါဖြစ်ပါတယ်ကျွန်တော်ကလူတယောက်ကအကုန်လုံးမသိဘူးအဲ့ဒါအကုန်လုံးမသိတဲ့အကြောင်းကျွန်တော်ကအများကြီးတင်ဆက်ရှိတယ်ဆိုတော့ကျွန်တော်ခေါ်တာဖြစ်ပါတယ်တင်ပေးတာဖြစ်ပါတယ်ဒါပြီးကျွန်တော်အဲ့ဒီမှာကြည့်မယ်ဆိုရင်နံပါတ်3ပေါ့နော်အဲ့ဒီနံပါတ်3မှာကျွန်တော်ဘာတင်တယ်ဆိုတော့အဲ့ဒီကလေးတွေကယေရှုက verse 3ပေါ့နော်အဲ့ဒီ verse 3မှာအခန်းကြီး3မှာကျွန်တော်ဖတ်မယ်ဆိုရင်တော့အဲ့ဒီမှာဘယ်လိုရေးတယ်ဆိုတော့အဲ့ဒီကလေးကတော့မပြောင်းလဲရင်လည်းနော်ကောင်းကင်နိုင်ငံကိုဝင်ဘူးလို့သူကယေရှုကပြောတယ်အဲ့ဒါကျွန်တော်ကလေမာနတွေတင်ချင်စေမရှိတော့တဲ့ဟာနော်အဲ့ဒါ spiritual perfect လို့ခေါ်တယ်နော်ဆိုတော့လေစုတောင်းတာနဲ့ကျန်းစာဖတ်တာနဲ့ပြည့်စုံပြီလို့မဟုတ်တာလေကအမေတန်တင်ယူဖူးလို့လေစုအမေတန်တောင်းဖူးကျန်းစာဖတ်ဖူးလို့လေဝိညာဉ်ကြီးရမှာကျွန်တော်ကမာနရှိလာပြီကျွန်တော်ကဒီအရာတွေကကျွန်တော်ကိုဘောနော်ဖယားသခင်ရဲ့နိုင်ငံတော်ကိုဝင်ဖူးရတာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်မာနဆိုတာဘောနော်ကျွန်တော်အသက်ဆုံးအတော်ဆုံးဒါပြီးကျွန်တော်တကားပိတ်တာဖြစ်ပါတယ်အဲကြောင့်လေကလေးလူကျွန်တော်ကမာနကိုရှိမှမထားဘဲနဲ့ကျွန်တော်ကအမေတန်တင်ယူဖူးရတဲ့ဖယားတော်ရှိဖြစ်ပါတယ်နံပါတ် verse 4မှာကြည့်အောင်သူကြောင့်တဲ့အချင်းသူဒီဤသူငယ်ကဲတော့မိမိကိုမိမိနိချတဲ့သူသူဒီကောင်းကင်နိုင်ငံတော်၌တာရွယ်ကြည်မြဲလိမ့်မယ်တဲ့ဟ
whoever humble himself like this child အဲ့ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ကလေးတွေကအယံသူတို့ကနေချက်ချင်းရှိတဲ့သူကနေချက်ချင်းဆိုတာကတော့ရွေးလို့ရတယ်လားဗျာပြောချင်တာကနေချက်ချင်းဆိုတာကကျွန်တော်ကအဲ့ဒီနေချက်ချင်းတကာကတော့ကျွန်တော်ကကောင်းကင်တကာကကျွန်တော်ကအဲ့လိုခါကုန်းရမကားပဲကျွန်တော်ကဘာမှမဟုတ်ဘူးဆိုမှကျွန်တော်ကဝင်နေရရှိပါတယ်ဘာလို့ဆိုတော့အဲ့ဒီကောင်းကင်နိုင်ငံမှာငါတို့ဒီလောကရဲ့နိုင်ငံကိုတော့ဘာလို့မရဘူးဒီလောကနိုင်ငံဒီလောကရဲ့နိုင်ငံကိုပါပြီးမှအထက်အောင်လို့မရတော့ဘူး။အော်ကျွန်တော်ကဘာမှမဟုတ်ဘူးဆိုမှကျွန်တော်အဲ့မှာဝင်ရတာဖြစ်ပါတယ်။ဒါဆိုဒီကောင်းကင်တကအပေါ်ကလည်းတဲ့တဲ့ဟာမဟုတ်ပဲကျွန်တော်ကအဲ့ဒီနစ်ချက်ချနဲ့ကျွန်တော်ကလုပ်ရဖြစ်ပါတယ်။အဲ့ဒီနစ်ချက်လေဆိုတာကကျွန်တော်အတ္တထဲမှာဖယားက I don't know what to do ဘုရားဇေတိုရိကထဲလုံးနကကြောင့်ပြဒီခစီမှာဒါဆိုရင်နေချက်လေဆိုတာကသူများရှိမှဒီလိုခါကောင်းယုံလေးနဲ့ဟောတာမဟုတ်ဘူးကျွန်တော်ကဒါပေမဲ့ဒီနှလုံးသားထဲမှာကျွန်တော်ကဘာမှမဟုတ်ပါဘူးပြောချင်တာကနေချက်လေဆိုတော့ကိုယ့်ကိုထင်သေးတာလည်းမဟုတ်ပြန်ဘူးကိုကအယူပဲကိုကတော့အားတယ်ဆိုတာမဟုတ်ဘူးနေချက်လေဆိုတော့ဖယားကျွန်တော်ကအနေတိုင်းဖယားကိုအခုဖို့လုပ်တယ်ဖယားမပါရင်ကျွန်တော်ဘာမှလုံးမရဘူးအဲ့ဒါကပြောတာဖြစ်ပါတယ်ဒါအကြောင်းဒီနဲ့မောစေကဖယားအတူမတော်ရင်ကျွန်တော်မတော်ဘူးပြောချင်တာဆိုဖယားမပါရင်ကျွန်တော်ဘာမှမလုပ်ဘူးဖယားနဲ့တော်တာကိုနှိမ့်ချလိုက်ပါတယ်ဒါအကြောင်းလူတွေကနှိမ့်ချက်တယ်လို့ခေါ်တာကတော့သူများစီမှာဒီကောင်းပဲသွားမယ်အဲ့လိုမျိုးသူများလူအားရကလို့ပေးမယ်အဲ့ဒါအမိုင်းပဲလူရဲ့နှိမ့်ချက်စစ်တယ်ဖယားတခင်ကခေါ်တဲ့နှိမ့်ချက်စစ်ကတော့သူ့ရဲ့အလူတော်ကိုဖယ်ပြီးတော့ဖယားအလူတော်ကိုလိုက်လုံးတဲ့အရာကိုသူကနှိမ့်ချလို့ခေါ်တယ်ဗျာဒီနေ့ကျွန်တော်ကလူတွေကဖဆန် income တွေပြောင်းလဲလာရင်စိတ်ပြောင်းလဲနိုင်တယ်တပည့်ပညာရည်ချင်းပြောင်းလဲရင်လည်းပဲပြောင်းလဲနိုင်တယ်တပည့်ကျွန်တော်နာမည်ကြော်မှုပြောင်းလဲနိုင်တယ်ဒါပေမဲ့ဒီလောကမှာချမ်းတိုင်လေဖယားနဲ့ချမ်းသာဖယားလို့ရှိပါတယ်ဒီလောကမှာပညာရှိလေဖယားနဲ့ပညာရှိဖယားလို့ရှိပါတယ်ဒီလောကမှာနာမည်ကြော်ရင်လေဖယားအတွေ့နာမည်ကြော်ဘူးဖယားအတွေ့ဖယားကိုနာမည်ကြော်ဘူးဖယားလို့ရှိပါတယ်ဇီဆွေတာမှာချိမဲ့ရှင်တော့သူများကိုလက်ဆေးတယ်ဒီနေ့ကျွန်တော်တို့ဖယားသခင်ယေရှုခဲမှာလူတယောက်ချစ်ထောက်ဆဲတယ်ဆိုတာဘယ်သူမှမလုပ်ချင်တဲ့လို့ဖြစ်တာလေကအယားကျွေတွေကလုံးတယ်လို့ဖြစ်ပါလေအဲ့ဒီသူခဲမှာကကျွန်တော်ခဲလူအယားမတန်ဘူးသူတို့ခဲမှာကကျွန်တော်တို့ဒီခဲလူရှူနေပါနဲ့ဖြစ်နေအဲ့လိုဒီခဲမမီဘူးသူတပါချစ်ထောက်ဆိုတာပြောချင်တာကအဲ့ဒီချီတဲ့နင်းချီနင်းမှာအဲ့ဒါနွားချီတဲ့ချီနင်းမှာဘာဖြစ်ဆိုတော့အဲ့ဒီခဲမှာဒီခဲလူမတူတဲ့ဘူးယူခဲမှာပြောချင်တာအဲ့လိုတကယ်ငိပတ်တာကတကယ်အငိပတ်ဆိုတော့ချီထောက်ပဲဒီခဲမှာကငိပတ်ဆိုဒီခဲမှာကျွန်တော်ချီထောက်ကအဲ့လိုသူတပါချီထောက်ဆဲတာကလွယ်လေးပဲလေးတာဒီကဘာဖြစ်ဆိုတော့သူတို့ချီထောက်အဲ့လိုမငိပတ်တော့ဘူးလေပြောချင်တယ်ဘာလဲဆိုတော့ဇီရှုဖယားကလုံတဲ့အလောက်ကဘသူမှမလုပ်ချင်တဲ့ဘသူမှလက်ခေါ်လဲမတီးပေးတဲ့အရာတွေကိုသူကလုပ်နေပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာဖယားသမီးတွေကဘသူမှလက်ခေါ်မတီးပေးနေပါစေလူတွေကလုံးဝမလုပ်ချင်ဆုံးအလုပ်ဖြစ်မယ်ဒါပေမဲ့အဲ့ဒီအရာတွေလုပ်ချင်ကဖယားသခင်အတွက်ကောင်းကြီးလာစရာပါတယ်ဒါကြောင့်အဲ့ဒါကကျွန်တော်တို့လူအနေနဲ့ခဲတော့ခဲပေမဲ့ဒါပေမဲ့ဒီနေ့ဖယားသားသမီးတွေကကျွန်တော်ကလုံရမယ်လို့ပြောရတယ်ဒါကြောင့်ဒီမှာရှိတဲ့ဒီကုမ္ပဏီတွေကျွန်တော်တို့ကလူကြီးဆက်ဆံနေရမယ့်အစားနင်းတို့ကကလေးလူမပြောင်းလဲရင်တော့ကောင်းကင်နိုင်မဟုတ်ဘူးဘုရားခမအဲ့ဒီကဘသူကအကြီးဆုံးလဲပြင်တဲ့ချိန်မှာကို
ပုံပြင်တဲ့ချိန်မှာယာထူးတွေပြင်တဲ့အချက်အသက်ကအဲ့လိုကလေးလုံးတွေရမယ်ဆိုတော့ကလေးမှယာထူးလေးမရှိဘူးလေကလေးမှကဘယ်ကလေးမှယာထူးမှမရှိတာကလေးတွေကကလေးတွေမှာဘယ်ကလေးမှယာထူးပြင်တဲ့လူရှိမှမဟုတ်ဘူးဒီကလေးတွေကအင်္ဂါပြင်ချင်းပြင်မယ်ဒါပေမဲ့သူတို့မှကလေးယာထူးမရှိဘူးလေကလေးမှကတိချဲလေးမဟုတ်သေးဘူးအင်ဂျင်လေးမဟုတ်သေးဘူးသူတို့မှဒါပေမဲ့သူတို့မှလုံးဝယာထူးကိုသူတို့မှမရှိဘူးကလေးတွေမှာယာထူးမရှိသေးဘူးသူတို့မှာဒါကြောင့်ဒီမှာရှိတဲ့ညီကောင်မတွေကျွန်တော်တို့လုံရတဲ့အလုပ်ကသူများလေးခုတ်တီးပြီးမှလုံတဲ့အရာမဟုတ်ဘူးဖယားသခင်ကလုံခန့်တဲ့အလုပ်ရှင်တော့ပျော်ပျော်ဆွေပြုံးပြင်းတဲ့လုံတာလုံပါတာကဖယားနဲ့တည်ကြတယ်ဖြစ်ပါတာလေဒီနေ့သူတပတ်ကိုချစ်ထောက်ဆေးပေးပါဆွဲချင်ပါတကယ်လူတွေကအယူဆုံးလို့လူတွေကမလုံချင်ဆုံးအလုပ်လုပ်တဲ့ခါမှာကောင်းနေရှိတယ်နင်းကိုချစ်တဲ့လူချစ်ဖို့တဲ့လူလည်းတိုင်လုပ်နေတယ်ဒီနော်ဒါပေမဲ့တင်းကိုမုန်းတဲ့လူတင်းရန်သူကိုချစ်ပါလို့ရှော့ပြောရတယ်ဒါကြောင့်ဒီလောကမှာဒီနေ့လူတွေကလုံးတဲ့အတိုင်းမဟုတ်ဘဲနဲ့ဒီနေ့ဖယားသခင်ရဲ့နိယာမနဲ့တွာမတာလေးဖယားလို့ရှင်းပါတယ်ဒီလောကရဲ့နိယာမနဲ့တွာဖို့ဖယားလို့မရှိဘူးတို့ကဖယားသခင်နိယာမနဲ့ကျွန်တော်တွာဖို့ဖယားလို့ရှင်းပါတယ်ကျွန်တော်တို့ရဲ့မေတ္တာဆုမှာလည်းကောင်းကျွန်တော်လူတွေကမြင်ပေးတဲ့ recognize လုပ်တဲ့အရာတွေကလုပ်ဖို့ရကလူတိုင်းကလွယ်လုပ်လို့ရပါတယ်ဒါပေမဲ့အဲ့ဒီကလကာရဲ့ဘေးမှာကျွန်တော်တို့ကဘသူမှမမြင်တဲ့ဟာအဲ့ဒါဆိုရင်ဒီကိုမေ့ချပါအဲ့ဒီအရာကဘသူမှမမြင်ဘူးဒါပေမဲ့လူတွေကလည်းအတိမမပြပြဘူးလူတွေကလည်းမသိဘူးဒါပေမဲ့ဖယားကလုံးစေချင်တဲ့အလုံးအဲ့ဒါကိုတင်ကသထဲမှာထားချပါအောင်အဲ့ဒီလုံးကိုဘယ်တော့မှ stop ပါနဲ့ဆက်တော့ပါဖယားသခင်ကအချင်းတိုင်းမှာဆူတောင်းချင်းခွင့်အားပေးရင်တော့ဆူတောင်းပါအနံပါတ်5မှာကြည့်မယ်ဆိုရင်တော့အချင်းတူဒီတဲ့ငါမျက်နာကိုထောက်ရွယ်တဲ့ဤကဲ့သို့သောသူငယ်တဆောင်တယောက်ကိုလက်ခံဤတဲ့သူတူဒီတဲ့ငါကိုလက်ခံဤတဲ့ငါကိုပြလက်ခံတဲ့အဲ့ဒီကျွန်တော်မျက်နှာကိုထောက်ပြီးမှလည်းအဲ့ဒီကလေးကိုတဲ့သူငယ်ကဲ့သို့သောသူယောက်ကိုလက်ခံဤတဲ့သူတူတွေကျွန်တော်ကိုလက်ခံတယ်ပါတယ်ပြောစမှာဆိုတော့အဲ့ဒီကျွန်တော်တို့ရဲ့အထဲမှာအဲ့ဒီကလေးကိုဝင်ဖူးတဲ့ကျွန်တော်လက်ခံဖို့လိုတယ်ကျွန်တော်မှာလူတွေကအဲ့လိုလို့လူတွေကဘယ်လိုမြင်မလဲချက်ဆက်မလို့ဒါတွေကချက်ဆက်မလို့ယာတိလူတွေကြတော့ကျွန်တော်တို့ဘလူနဲ့ကိုရဲ့နော်လူတွေကမလောက်ချင်တဲ့လူတွေကလုံးဝအားမပေးတဲ့အလုပ်ကိုလုပ်တဲ့ခါမှာသူတို့ရှစ်ကြတယ်သူတို့ရဲ့လောက်ချင်ဆဲမလောက်ချင်ကလူတွေရဲ့အားပေးမှုနဲ့သူတို့တွားတယ်ဒါပေမဲ့ဖယားသခင်လူတွေကျတော့လူတွေရဲ့အတိမပြုချင်းလူတွေရဲ့အားပေးမှုပေးမှုနဲ့ဖယားသခင်ခေါ်တဲ့အတိုင်းကိုသူတို့တွားတယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကောင်တို့မလားလေးကိုမေ့ရအောင်တခုကျွန်တော်ကနာမည်ကြော်ကြဖို့ရတဲ့တော့မဟုတ်ကျွန်တော်ကအကြီးမြတ်ဆုံးအတွက်ကျွန်တော်ကဟောတလားဒီနေ့ကျွန်တော်အသက်တာထဲမှာကူကနာမည်ကြော်ဖူးလို့တလားဖယားသခင်နာမည်ကြော်ချက်ချင်တာလားကျွန်တော်ကိုမေ့ရအောင်ဒါပြီးကျွန်တော်တို့ဒီလောကမှာဖယားသခင်အတွက်ပြင်ဆင်ဖို့အတွက်ပဲ
အတိမပြုတ်ဖို့တပဲလုံးတလားဒါကလူတွေအားလုံးဒီလောကမှာရှိတဲ့လူတွေအားလုံးကျွန်တော်မိသားစုပါဝင်လူတွေကအားမပေးတော့ရင်လေလက်ခုံးမတီးပေးတော့ရင်လေဖယားသခင်ခိုင်းတဲ့အလုပ်ကလုံးအောင်မလားဒါပြီးကိုပြမေးအောင်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ကိုကျွန်တော်ပညာအားကိုးတာရှိလားကျွန်တော်ရဲ့ဘယ်အကောင့်အခန်းကိုအားကိုးတာရှိလားကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့အရေးချစ်ကိုအားကိုးမိတာရှိလားအဲ့ဒီကျွန်တော်ရဲ့အရာတွေကိုအားကိုးမိလို့ဖယားသခင်လွယ်တဲ့အရာတွေကျွန်တော်ရှိတာတော့ကြည့်ရအောင်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်မိသားစုမှာအသင်းတော်မှာဖယားသခင်ကိုဘယ်နေရာမှာတရားမှာတရားကျွန်တော်အားမကူးနိုင်တာလေကျွန်တော်ကြည့်ရအောင်အဲ့ဒီကျွန်တော်တို့ကဒီလောကမှာကမိသားစုမှာတလည်းကောင်းကျွန်တော်ဖွစီမှာတလည်းကောင်းတကယ်ဖယားသခင်အတဲ့အကောင်းဆုံးမလို့လုံးမလဲဆိုတော့ဟေးဒီမှာကျူးစားဖို့ပဲတော့ရှက်ပဲကျွန်တော်ကဒါအတော့ဒီနေ့ကျွန်တော်ကဘလူနဲ့ဝမ်းကျူးစားကြမှာလေကျွန်တော်ဘဝမှာကျွန်တော်ဆိုတဲ့နေရာကနေရယူပြီးတော့ဖယားဆိုတဲ့နေရာပြောတဲ့နေရာရှိတာကျွန်တော်ကြည့်ရအောင်ကျွန်တော်ဘာလို့ရမလဲဆိုတာနေတိုင်းဖယားသခင်ကိုကျွန်တော်မဲခွမေးတလားဖယားဘယ်လိုမဲအဲ့ဒီမှာကောင်းတာတခေါ်တော့သူ့ရဲ့တပည့်တော်တွေကဖယားကိုမဲတယ်ဘသူကအချစ်သူတို့မသိမဲရပါလေတာကဘသူကအချစ်ဆုံးလေလို့သူကမဲတာကအဲ့ဒီဆက်တဲ့ရောက်ထက်ကကောင်းကင်နိုင်ငံဘသူကအချစ်ဆုံးဖြစ်မလဲလို့သူကမဲလိုက်ရင်သူတို့ဆက်တဲ့ရောက်စလုံးသူတို့ကအဖြစ်သူရှိမှသူပါဒါပေမဲ့ဖယားသခင်အဖြစ်ကတော့ဥပမာနဲ့မနိုင်လိုက်တဲ့သူကကျွန်တော်ဒီနေ့မှာကျွန်တော်အစစ်ထက်ကနေကျွန်တော်ဖယားကျွန်တော်မိသားစုမှာဖယားကနေရယူသလားဖယားအတန်ချသလားဖယားတော့ဖယားတော့ဟောချီရအလုံးမတရားအောင်မစ္စရိဖယားသခင်ကကျွန်တော်တို့ရဲ့နာကိုပြဖွယ်တယ်လို့မရှိသူရဲ့အတိုင်းကိုနေတိုင်းနာအထောက်ဖျားတော့ရှက်ပါတယ်ကျွန်တော်တို့မှာနေတိုင်းစိန်ခေါ်မှုနဲ့တွေ့ရတာဖြစ်ပါတယ်ကျွန်တော်စိန်ခေါ်မှုကကြီးလေလေကျွန်တော်တို့အကောင်းကြီးလေပါဖြစ်ပါတယ်ဖယားသခင်ကသူ့သားသမီးတွေကိုဘယ်တော့မှမထားခဲ့ဘူးဘယ်တော့မှလည်းမချစ်ဘူးမစ္စရိတိမှာပြဿနာရှိတာတိမှာအရှုရှိတာတင်ယေရှုရှိတဲ့ဖခင်ကမေးပါဖခင်ကရှိတယ်တကယ်ချင်းစီမလိုက်ပြီးလိုက်တော့ပြောကြည့်လိုက်အဲ့အဖြစ်ကတင်ရမှာဟုတ်ဒီလောကမှာမဲခွင်းတွေအားလုံးပြဿနာတွေအားလုံးအဖြစ်ကခရစ်တော်မှာရှိတယ်ဖခင်ကိုတောင်းပါဒီနေ့ကျွန်တော်တို့ကောင်းကင်နိုင်ငံမှာကကျွန်မဆူတဲ့ဟာရှိတဲ့ရင်ကျွန်တော်အဲ့ဒီနေရာကကျွန်မဆူတဲ့နေရာမဟုတ်ဘူးကောင်းကင်နိုင်ငံကအဲ့ဒီကောင်းကင်နိုင်ငံကတော့ကျွန်မနဲ့တည်ဆောက်တဲ့နိုင်ငံမဟုတ်ဘဲနဲ့ဖယားဆိုတဲ့တည်ထောင်တဲ့ခရစ်တော်အမေရိကန်နိုင်ငံမှာဝေးအမေရိကန်နိုင်ငံတော်ရဲ့စီမီစီကဥပဒေရှိတယ်အဲ့ဒီနိုင်ငံတော်ရဲ့အောက်မှာပဲနေကြတယ်အဲ့တော့ဖယားသားသမီးတို့လည်းကျွန်တော်ကနိုင်ငံတော်ကကောင်းကင်နိုင်ငံဖြစ်ပါတယ်ကဒီလောကမှာနေတော်လည်းပဲကျွန်တော်ကဒီလောကမှာကယာယီဖြစ်တယ်ကျွန်တော်ကအမေရိကန်နိုင်ငံသားမြန်မာနိုင်ငံသားဆိုတာယာယီနိုင်ငံသားပေပါမှာပဲရှိတယ်ဖြစ်ပါတယ်ကကျွန်တော်တို့ထာဝရနိုင်ငံတော်ကောင်းကင်နိုင်ငံမှာရှိတယ်ဒါကြောင့်ဒီမှာရှိတဲ့ငယ်ကောင်ပါတယ်အမေရိကန်ဥပဒေရဲ့ရိုင်းနဲ့တော်မလားကိုရဲ့ယူရရိုင်းနဲ့တော်မလားဒီဖ
ယားသခင်ရဲ့အတိုင်တော်နဲ့တော်မှာယေရှုခဲမှာကလေးတွေကသူတို့မှာလုံးဝ legal right မရှိဘူးသူတို့မှာအာကူတာဆိုလို့အဖေတွေပဲရှိတယ်ကပဲရှိတယ်ဒီနေ့သူကလေးတွေကအဖေမေတွေကိုအာကူတဲ့ဒီနေ့ဒီချိန်မှာယေရှုကတိနဲ့ကျွန်တော်ကအရာရာအားလုံးအသက်ဖယားကိုအာကူဖို့တခါတော့ရှိပါတယ်ဖယားသခင်ကိုအာမကူရနိုင်တဲ့အဲ့ဒီကိုလက်တွေမှာအကုန်လုံးယေရှုရဖြစ်လိုက်ပါဒီနေ့မဆွေတင်ကလေးတွေလည်းဖယားပေးတဲ့ဟာဖြစ်ပါတယ်တင်အတဲ့တာကူကဖယားပေးတဲ့ဟာဖြစ်ပါတယ်မဆွေတင်ဤလည်းပဲတင်ကအလုံးဝငွေကောင်းလို့ဝယ်နိုင်တယ်မော်ကက်ပေးနေလို့ထင်ကောင်းထင်နေတယ်ဟုတ်တယ်လားဆိုတော့လူနေနဲ့ဟုတ်တာပေါ့ဒါပေမဲ့သူအလုံးနဲ့ဖူးကြမ်းမှာချိပေးတဲ့ဖယားသခင်မရှိရင်တင်ကတစ်မိနစ်တစ်စက္ကန့်တော့မတင်ကအသက်ရှင်လို့မရဘူးအဲ့ဒါမလားငါဆူတဲ့ဟာကကျွန်တော်ဆူတဲ့ဟာကစက္ကန့်တစ်ခုတပေတော့မှစင်တီမီတာတစ်ခုတော့မတော်စင်နိုင်ဘူးလားဒါဆိုယေရှုကပြောတယ်တင်တို့ရီတဲ့ကျွန်တော်မပါတယ်ဘာမှမတတ်နိုင်ဘူးတဲ့ You cannot do anything without me တဲ့မစ္စရေကျွန်တော်ဘဝကယေရှုမရှိရင်ကျွန်တော်အသေးမရှိနိုင်ဘူးယေရှုမရှိရင်ကျွန်တော်အိမ်လည်းမပေးနိုင်ဘူးယေရှုမရှိရင်ကားလည်းမပေးနိုင်ဘူးယေရှုမရှိရင်အလုံးလည်းမလုံးနိုင်ဘူးယေရှုမရှိရင်ကြောင်းလည်းမသိနိုင်ဘူးယေရှုမရှိဘာမှမလုံးနိုင်ဘူးဆိုတဲ့ຢာကိုကျွန်တော်အထဲမှာတွေ့ရမစ္စရေတင်အာကူတဲ့ကိုတုံမတင်အာကူခဲတင်ရဲ့အရေးချီတွေတင်ရဲ့တော်မှုတွေတမှုတွေတင်ရဲ့ကျမ်းမာခြင်းကိုအာကူခဲတယ်မှာအဲ့ဒါကတင်ကိုတရေကျင့်တင်ကိုတစ္ဆာဖို့မှာပြပါတယ်တင်လာပါတဲ့ခုခန္ဓာတင်လာလေးပင်တဲ့ခန္ဓာကတင်ကိုတရေကျင့်ဘာပြောမှာပြပါတယ်တင်ကြိုက်မကြိုက်တင်ကိုထားခဲ့မှာပြပါတယ်နေတိုင်းခန္ဓာကိုကျမ်းမာအောင်အမျိုးအဆပေးတယ်အဲ့ဒါကတရေကျင့်တင်ကိုထားခဲ့မှာပြပါတယ်ခဏကူလာဖို့တော့မှကျမ်းမာဖို့တော့မှအဲ့လိုကျူးစားတယ်ဆိုတော့ကျွန်တော်ဝိညာဉ်တွေဘလောက်ထိကျူးစားဖို့လို့ကျွန်တော်ကဆွေးဝိညာဉ်ကြည့်ဖို့ရတဲ့ကျွန်တော်အများကြီးကျွန်တော်ကကျူးစားဖို့ဒီမှာရှိတဲ့ညီကောင်မတွေကလေးတွေတော့မခန္ဓာကိုယ်ကြည်ထွားဖို့ရတဲ့အားရှိဖို့ရတဲ့အမျိုးအစားချွေးတယ်အတားတော်လကောဟိတိရတော်လကောဒီနေ့ဝိညာဉ်အစားကကျွန်တော်မတဆူမှာဘယ်လောက်ထိလို့အတလဲကျွန်တော်ဒီနေ့ဆွေကျွန်တော်မတဆူမှာတလကောကျွန်တော်အလောက်ကိုင်းမှာတလကောကျွန်တော်နေရတဲ့မှာကျွန်တော်ဆွေးနွေးရမှာဖယားနေရဘူးကွာကျွန်တော်တက်နိုင်တယ်ဆွေးနွေးရမှာဖယားကြောင့်ကျွန်တော်တက်နိုင်တယ်ဖယားတက်နိုင်တယ်မစ္စဖေဒီနေ့ကလေးကအဖေကိုအကူတလို့ဖယားကိုကျွန်တော်ကအကူဖို့လိုအပ်ပါတယ်ကလေးကအဖေကိုယုံကြည်တယ်လို့ဖယားကိုကျွန်တော်ယုံကြည်ဖို့တန်တရားမရှိဆိုအဖေကအကုန်လုံးတတ်နိုင်တယ်လို့ဆိုလို့ဒီနေ့ဖယားသခင်ကဒီချင်းတိလောက်တဲ့အရာတွေအလုံးကဖယားကြောင့်ဖြစ်ပါတယ်ဒီနေ့မနေ့ဖြစ်တဲ့ဖယားကလုံအောင်မယ်ဆိုဆုံးဖြစ်လို့ပဲဆိုတော့မစ်ဆွေတင်ဆက်အောင်သွားပြီလားမစ်ဆွေတင်ဆက်ပြီးပါပြီလားဆုံးပေတော့မလားအဆုံးမပေးပါနဲ့ဖယားသခင်ကတရားပေါ်မှာတင်ဘဝမှာအဆုံးမပေးဘူးဘယ်တော့မှတစ္ဆာဖို့မဟုတ်ဘူး
ဘယ်တော့မှလည်းတင်းကိုမထခဲ့ဘူးဒါကြောင့်လည်းမဆွေနေစင်တာကျွန်တော်တို့ဖရာသခင်ကိုအသေးအသေးတော်လည်းကောင်းအကြီးသေးတော်လည်းကောင်းအရာအလုံးတွေအခုရတင်းတာသမီးတွေမပူပါနဲ့ဖရာကြီးစီမှာအပါတင်းတာသမီးတွေတင်းပါလို့ပေးနိုင်လို့လေတင်းမှာသမီးတော့ကျွေးနိုင်သေးတယ်ဒါပေမဲ့အာသာအကြီးချင်းပေးနိုင်လို့လားအာသာအကြီးဖို့တဲ့ဆေးဝယ်ပေးနေတယ်ဒါပေမဲ့အဲ့ဒါကသူခန္ဓာကိုယ်တဲ့တင်ကအသက်ရှိဘူးလို့နိုင်လို့လားတရားတော့ဖျားရမဟုတ်ဘူး他错的那个啥来。